ငါကျွလွန်မိတဲ့ကန်တဘာဟာမင်းမေမေညူအပိုင်းခွနဲ့မောင်ကျမအသက်30ကျော်မှာအင်္ဂပေးစားရသူနဲ့လက်ထပ်ခဲ့တယ်။ဇော်မင်းတဲ့ကျမထက်အသက်2နှစ်ငယ်တယ်။သူကအရက်ရှိပြီးအသားညိုတယ်။တီတီကြီးကြီးနဲ့နေပေမဲ့ကျမနဲ့ကကလေးတစ်ယောက်သား။ကျမကိုလည်းဂယုဆိုင်ရှာတယ်။သူကမန္တလေးသားဆိုတော့မန္တလေးမှာပဲအခြေချရတယ်လေ။မနက်8 နာရီဆိုသူရုံးသွားပြီးရုံးမသွားခင်မနက်စာကိုကျမပြင်ပေးထားရတယ်။အိမ်မှုကိစ္စတွေနဲ့ပဲလုံးပန်းကအိမ်ထဲပဲနေဖြစ်ခဲ့တယ်။သူအားရင်တော့မန္တလေးမြို့ထဲအတူတူရှောက်လေကြတယ်။ပြီးတော့စော်ကညနေ9 နာရီမထိုးခင်အိမ်ပြန်ရောက်လေရှိတယ်။စော်ကသူ့ကိုမောင်လို့ခေါ်စေချင်တာမို့သူ့ကိုသူမောင်လို့သုံးနှုံပြီးခေါ်ပြတယ်။မောင်လို့မခေါ်ရင်လဲထမင်းမစားပဲစံထပြတတ်သေးတာ။မေမနှက်ဖြန်အပြင်သွားခြင်းလားဟဲ့အင်းလုံးစရာတွေရှိသေးတယ်လေမောင်ကူလုံးမယ်လေရပါတယ်အလုပ်ပိတ်တာတရက်တက်လေနားပေါ်မောင်ရဲ့ဒါဆိုလဲမင်းနဲ့အတူနားမယ်လေဆိုပြီးကျမခါကိုနောက်ကနေတိုင်းဖက်လိုက်တယ်ဖဲပါမောင်ရဲ့ထမင်းစားမယ်ဟုတ်လားသွားထိုင်နေမိကိုရောဟာသွားပါတတောင်စင်းနဲ့စောကိုတွက်လိုက်ခါသွားထိုင်နေတော့ရနေပြီဟင်းတွေကသွားဟာမွေးနေရပဲကွာထမင်းစားနေရင်စော်ကမောင်မိမချက်တဲ့လက်ရာကတိတ်ကောင်းတာပဲရုံးမှလည်းမောင်တိတ်မစားရဘူးသူများတွေကြီးပဲစားကြတာကောင်းလို့တဲ့အော်ကျွေးလိုက်ပေါ့မောင်ကအိမ်ပြန်ရောက်ရင်စားလို့ရတာပဲကိုအိမ်မှာမပြင်းဘူးလားမေရုံးလိုက်ခဲ့မလားမလိုက်ချင်ပါဘူးလူတွေကရှုပ်အိမ်မှာမလိုက်တာလည်းကောင်းပါတယ်မဟုတ်ရင်မောင်မိမကအလှလေးဆိုတော့တို့ချသဝင်တူနေရအောင်မယ်တော်ပါမောင်ရဲ့စားစရာရှိတာစားပါစော်ကတော်တယ်စလိမ်မတော့ကိုမဆာပြူတိုင်းကြိုက်မယ်အနေအထားပေါ့အတော့အစားလောင်းကစားအပြုတ်အပါမလိုက်ဘူးမနဲ့အလုပ်သွားတယ်ပြန်လာတယ်ကျမအနာကတ်တယ်လာစားလေအကုန်အပ်တယ်မညူမညင်မကြီးမညူပဲချစ်ရှာတယ်စော်ကကျမအိမ်ထဲကြီးပဲနေတာကိုတိတ်သဘောမကျဘူးအပြင်ကိုအမြဲတမ်းခေါ်တယ်ဘေးအိမ်တွေနဲ့မိတ်ဆက်ပေးတယ်ကျမကဘသူမှလူလာထက်ပုံမရောဘူးအလဲအပတ်လည်းမလုပ်ဘူးစောမှာကျမမကြိုက်တာရှိတယ်ကျမအနာအယမ်းကတ်တာပဲဒါဟာကျမစောကိုမချစ်လို့ဆိုတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်တနေ့စောပိတ်ရဲ့မေမောင်တို့ရွှေရှင်သွားကြည့်မယ်လေမောင်သွားစဉ်သွားပေါ့မိကရောမိကအလုပ်ရှိတယ်ဒါပဲမဟုတ်လားစောကျမစကားကိုဖြတ်ပြောလိုက်ပြီးအင်းပေါ့အလုပ်ရှိတာကိုထားခဲ့ပါကွာလိုက်ခဲ့နော်မေနော်အင်းပါနိုးနေပြီဟုတ်လားထားတော့အိမ်ရသိမ့်မလို့မနှက်စာလှုပ်ထိုင်းသွားထားတော့အစကတော့ထားမလို့ပဲအခုမိကိုတွေ့ပြီးပြန်အိတ်ချင်သွားပြီဟာရုပ်ရှင်ရုံသွားမှာဆိုအင်းလေနောက်ကျလိမ့်မယ်လေနောက်ကျပါစေပေါ့ဆိုပြီးကျမကိုအတင်းဖက်ကအိမ်ရတယ်ပြစ်လဲချပြစ်လိုက်တယ်တစ်ချိန်တည်းကျမသူ့ကိုတွန်းထုတ်လိုက်မိတယ်သူ့ကရင်ချေရင်တွင်ကျမကိုကြောပေးထိုင်ပြီးမောင်ကိုမချစ်တော့ဘူးဟုတ်လားမေအဲ့လိုမဟုတ်ပါဘူးမောင်ရဲ့အပြင်သွားမယ်ဆိုတော့နောက်ကျမှစိုးလို့ပါအနာကိုတိုးပြီးနောက်ကနေခါးကိုဖက်ကမောင်ပခုံးပေါ်ကိုမေးတင်လိုက်တယ်မောင်ကိုချစ်လားအင်းအဲ့ဆိုချစ်ကြမလားလက်များကိုဆန့်ကားထားလိုက်ပြီးကြားသလားလို့ချစ်စရာလေးကွာဇော်ကချော့ရသိမ့်လွယ်တယ်ကျမကအပြင်သွားရင်လက်ချိတ်မလျှောက်တတ်ဘူးငေးကတော့အားနေချက်ပေါ့လာမောင်လက်ကိုဆွဲထားသွားပါလက်တွေချွေးထွက်ကားထွက်နဲ့သွားရှိကကျမပခုံးကိုလှမ်းဖက်လိုက်ပြီးလက်မကင်ရင်လည်းပြီးရောမောင်မင်းမအလှလေးကိုသူများတွေကြည့်မှဆိုလို့မောင်ကကာကွယ်နေတာဘာဖြစ်နေတာလဲနေဒီလိုနဲ့တစ်နှစ်ပြီးတစ်နှစ်ပြောင်းလာလိုက်တာအိမ်တော်သက်တမ်း3 နှစ်ကျော်တဲ့အထိပေါ့ကျမငဲ့ကိုအလွန်သတိရမိတယ်အရင်လိုနေ့တိုင်းမပြောဖြစ်တာကလွဲရင်တလတစ်ခါတော့စကားပြောဖြစ်ကြသေးတယ်မောင်ဟင်ပြောလေမေခီးသွားကြလို့အမလီထီပေါက်တော့မှာပဲဘဲကိုလေငဲ့စီကိုပါအော်သွားလေမောင်လိုက်ပို့မယ်မိဘသားသွားမယ်လေအမလီဗျာအကြာကြီးမောင်းရမှာစိတ်မချနိုင်ပါဘူးကျွန်တော်မျိုးကိုထားခဲ့နိုင်နေပေါ့မဟုတ်ပါဘူးမောင်ကအလုံနေမှုလို့ပါမောင်လိုက်ပို့မယ်တိတ်ကြမနေဘူးဟုတ်လားတောက်ကြနေညကြသွားမယ်လေမောင်လေးရုံးမပြတ်ရအောင်အင်းပါ
ကျေးဇူးနော်မောင်ဇော်ကကားမောင်းရင်ကျမလက်တက်ဖက်ကိုကင်ပြီးမောင်းနေပူတယ်ကွာကားသာတေချာမောင်းပါလှော့ဆိုပြီးလက်ကိုဖယ်လိုက်တော့ဇော်ကလက်ကနေပေါင်ကိုပြောင်းကင်နေကိုမိမကိုကင်တာပဲကွာဘာဖြစ်လဲဆိုပြီးပေါင်ကိုဆွဲလှုပ်လိုက်တော့ကျမပြုံးလိုက်မိသေးတလန်းလုံးကျမအိပ်ပျော်နေခဲ့ပေမဲ့ကျမကိုခဏခဏလာနန်းတာတော့သတိထားမိခဲ့တယ်အမလီလွမ်းလိုက်တာမေရဲ့ပူတော်လှလာသေးတယ်ငယ်ရောပဲပိန်သွားသလားလို့ငယ်ရဲ့ဟုတ်တယ်အမကြီးညတိုင်းညစာရှောင်းလေဗျာလာထိုင်ရအောင်ရေချိုးအနားယူပြီးငဲ့အမျိုးသားနဲ့စော်ကအပြင်ထွက်သွားတယ်မေအဆင်ပြေရဲ့လားပြေပါတယ်ငယ်ရဲ့စော်ကမေကိုချစ်ရှာတယ်ဂိမ်းဆိုင်တယ်လေမေကရောဟုငယ်ကမေးလာတော့တန်ရောစင်တော့ရှိပါတယ်ငယ်ရဲ့ဒါပေမဲ့ဘာဖြစ်လဲမေထားပါငယ်ကမေးကြည့်တာငယ်ကောင်မလေးခံစားနေရမှာစိုးလို့ဒါပေမဲ့ငယ်သိနေတယ်မေငယ်အမျိုးသားကတကားနာမှာဒီနေ့ရောက်ဘာတွေပြောနေရလဲဘာမှမဟုတ်ပါဘူးမေကိုခလေးယူဖို့ပြောနေတာလို့ငယ်ကပြောလိုက်တယ်။အော်ခလေးဆိုမှနောက်ကျမှငယ်ကိုပြောပြအောင်မေဟိုဘက်မှာလှတယ်လာမောင်တက်ပုံရိုက်ပေးမေဇော်ခေါ်နေတာနဲ့ဇော်နောက်ကိုလိုက်သွားရတယ်။တောင်ကြီးကအလွန်အေးတယ်။ကျမမှအနှွေးတယ်မပါတော့ငဲ့အနှွေးတယ်တွေကိုပဲယူဝစ်ခဲ့ရတယ်။မနေ့ကပြောစရာရှိတယ်ဆိုစကားပြတ်သွားတာဘာပြောမှုလဲမေ။ဘာကြီးလဲမသိဘူးလေမေရဲ့စကားပြောရင်နောက်ကျမှငဲ့ကိုပြောပြမယ်ဆိုပြီးထသွားတာလေ။အော်မေကခလေးယူလို့မရဘူးငဲ့ရဲ့။ဟဲဘလို့ဖြစ်တာမေတို့ကြိုးစားပြီးပြီ။ဇော်ကလက်ခံပါတယ်မေလည်းလက်ခံတယ်နှစ်ယောက်တည်းနေသွားကြဖို့ကိုလေအင်းပါဒါလေးပြောစရာကောင်းတာပါပဲညနေချဘဲချိန်သွားမှလဲမပြန်စီခြင်းသေးဘူးအရန်မြန်တာပဲဇော်အလုပ်အမိလေးငယ်ရဲ့သူပြန်တဲ့အချိန်ပေါ့ကားပေါ်တက်ခါနေငယ်ကျမလက်လေးကိုစုပ်ကိုင်းလိုက်ပြီးငယ်တို့ပြုံနေကြမယ်နော်တဲ့ငယ်အပြုံးတွေဟာအရင်လိုပဲလှနေသေးတယ်တိတ်မကြကျမရန်ကုန်ကိုလည်းသွားခဲ့တယ်အမေစီကိုပေါ့စောမအားတာနဲ့နေချင်းပြန်ပါပဲအမေစီနေခဲ့မယ်လေမောင်နောက်တစ်ပတ်မှလာခေါ်ပေါ့ဟင်မိကလည်းစောမျက်နှာတစ်ချက်ညှိုးသွားတော့အင်းပါဆိုပြီးပြန်လိုက်လာခဲ့ရတယ်ဇော်ကဒုတိယငယ်ပါပဲအလောက်ကအကြောင်းများကိုအိယာဝင်ချိန်တိုင်းကျမကိုပြောပြရင်မောင်တို့ရုံမှာလူအစ်စ်တွေရောက်တယ်မောင်တို့ကိုတိတ်သဘောမကျဘူးအထက်လူကြီးတွေကတ်လို့ဒီလိုပဲပေါင်းရသိမ်းရတာပေါ်မောင်ရဲ့တစ်ချိန်တည်းမှာပဲမောင်ကိုရောစောအောက်ကကောင်မလေးတွေလာမကတ်ကြဘူးလားဟုတ်မရှိပါဘူးကွာဘာလဲတဝင်းတူတာလားဟုတ်ပါဘူးကောင်မလေးတဝင်းတူနေပြီးတော့မဟုတ်ပါဘူးဆိုမောင်ကလေစောကတခါတည်းရန်ခလေးနဲ့တူတယ်ချွေးနွဲတက်ပြီးအာကိုထိုက်တယ်လို့ချစ်ဖို့လေးထိုက်တယ်လေအဲ့ဒီနေ့ကအိမ်တောင်သက်တမ်း9နှစ်ပြည့်ဖျားသွားမယ်လို့စိတ်ကူးထားခဲ့တာဟာမင်းဒီနေ့ဘာမှမချက်ထားဘူးလားအပြင်မှာစားမလို့လေမောင်ဟင်ဘယ်သွားမို့လဲဇော်မေ့နေပြီဖျားသွားမလို့လေမောင်ဘာနေမို့လို့ခဏကြာမှသူသတိရသွားပြီ sorry မေမောင်အလုံများပြီတစ်ချက်မေ့သွားတာဒါပေမဲ့ဒီနေ့ကအစည်းအဝေးရှိလို့လေမောင်အင်းမသွားလေရတယ်မိထမင်းဆိုင်အမြန်လုပ်ပေးမယ်မောင်စကားမဆုံးခင်ကျမဖြတ်ပြောလိုက်တယ်ရရင်လေမောင်အပြင်မှာပဲစားလိုက်တော့မယ်ဟုတ်ပြီလေအိမ်တောင်သက်တမ်း9နှစ်မှာစောနှုတ်ကပထမဦးဆုံးအပြင်မှာစားလိုက်မယ်လို့ထွက်လာခဲ့ခြင်းပါပဲစိတ်ထဲတနှုံနှုံဖြစ်နေခဲ့တယ်ငဲ့စီဖုန်းဆက်ပြီးစောအသက်တွေ့နေပြီလားမသိဘူးငယ်မဟုတ်နိုင်ပါဘူးမေအတွင်းလိုနေတာဖြစ်မှာပါသူ့ရုံမှာလူအစ်စ်တွေရောက်တယ်ဆိုအင်းလေဘာညာလေးမေးကြည့်သေးလားမေးတယ်ဘာပြောလဲအန်တန်နေပဲစောကအခုလိုတခါမှမမေ့ဘူးမေးပဲမေးခဲ့တာဒါဆိုဒီတခါခွင့်လွှတ်လိုက်ပေါ့စိတ်ထင်နေတာလေဖြစ်နိုင်ပါတယ်မေရဲ့ဇော်ချီလန်းတွေပြတ်နေတာမေခံစားမိတယ်ငယ်ညနေအိမ်ကိုနောက်ကျမှပြန်လာတာမျိုးရောရှိလားဒါပေမဲ့မနက်ပိုင်းတော့အစောကြီးထားပြီး9 နာရီခွဲလောက်ဆိုသွားတယ်မဟုတ်နိုင်ပါဘူးမေရဲ့ဖုန်းချကန်နေမဟုတ်နိုင်ပါဘူးမေမေ့လိုက်ပါလို့ငဲမှာခဲ့ပေမဲ့ဇော့ကိုစိတ်ဆိုးနေခဲ့တယ်မောင်ပြန်ရောက်ပြီးဟ
Happy Anniversary ပါမေပန်းစည်းကြီးပါလာပြီးကျမတိတ်ကြိုက်တဲ့တနခါပင်တွေနဲ့တပွေတပိုက်ကြီးတစ်ချက်ပြုံးလိုက်ခါအပြစ်မှာစားမယ်ဆိုလို့နောက်အပြစ်မှာပဲစားတော့ဒီနေ့လည်းဘာမှမချက်ထားဘူးဆိုပြီးပန်းစည်းယူကလှည့်ထွက်ခဲ့တယ်ရတယ်လေမစားဘူးမေချက်ကျွေးမှာပဲစားမယ်ထက်ချက်မကွာလိုက်ဖက်နေပြီးမောင်တကယ်အလုံများနေလို့တစ်ချက်ကလေးသတိမိသွားတာပါမေရဲ့မောင်ကိုစိတ်မဆိုးပါနဲ့ကွာကျမစိတ်ဆိုးမပြေရင်သူလှက်မှာမဟုတ်တော့ပြီးတာပဲအဲ့ဆိုလဲခြေလန်းတွေပြတ်ပြီးမကြံနဲ့နော်ရိုက်ချိုးပြစ်မှာအမလီမပြတ်ပါဘူးဗျာကြောက်ပါတယ်ရဲရဲမောမောနဲ့သူပြန်ပြောခဲ့တယ်ဘေးမှာလှဲနေတဲ့စောကိုကြည့်ပြီးမောင်ဗျာစောကအမြဲဟင်းလို့သာထူးခဲ့တာအခုဗျာတဲ့စိတ်ထဲတစုံတစ်ယောက်ကိုသတိရသွားမိတယ်မိကလှလာရင်လှတယ်မိဘလောက်လှလဲအဲ့လိုတော့မောင်မသိဘူးဆိုပြီးသူ့လက်မောင်းပေါ်လက်လေးပုတ်ပြတော့ကျမသွားလှည့်အိတ်လိုက်တယ်မျက်လုံးလေးလှတယ်အပြောရောအနေထိုင်ရောမိမပီးသားတယ်တော်လေးတော်တယ်ခန္ဓာကိုယ်လေးလှတယ်စပင်လေးလှတယ်ကွာမောင်မိမကပြီးပြည့်စုံတော့မိမလေးပဲစောပိုက်ကတကွန်ကွန်မြည်နေပြီးအတန်ကြားမှာစိုးသက်ဖြင့်စောလှုပ်ခါနေတယ်မိခောက်ဆွဲပြုတ်ပေးမယ်နော်ဆိုပြီးကျမပြုတ်ပြီးထည့်ပြီးမှစောထစားတယ်စားနေတာကြည့်ပြီးကျမစိတ်ထင်နေတာပဲဖြစ်မှာပါလေဆိုပြီးစိတ်ကိုဖြေခဲ့ရပြန်တယ်